အမျိုးသမီးကသူ့ကိုလက်ညှိုးထိုးပြနေတာမျိုးလသာဆောင်မှာအိတ်နေတုံချက်တော့ကနေလာရောက်ဆွဲချတာမျိုးတွေကြုံတွေ့ခဲ့ရပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ The Greening Guru ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဂျွန်မဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ထိုင်းနိုင်ငံဟာနခွန်စီရဲ့အယုထရာကတရဲလျှောက်တယ်လို့နာမည်ကြီးတဲ့ထိုင်းရိုးရအိမ်ဟောင်းကြီးတစ်လုံးရဲ့ကြောင်မက်ဖွယ်ရာဇတ်လန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇတ်လန်းလေးကကျွန်တော်တို့ရဲ့ဇက်လိုက်ခွန်အနုစောညက်ကိုတွေ့ဖြစ်ရမှန်ပေါ်ရှေ့ခံထားတာဖြစ်ပါတယ်ခင်ဗျာသူမိသားစုရဲ့တမိုင်းကြောင်းနဲ့မပြေလည်သေးတဲ့ဝိညာဉ်တွေရဲ့တန်ကိုဘယ်လိုခံစားခဲ့ရလဲဆိုတာကြည့်ရှုလိုက်ကြရအောင်လားခင်ဗျာဒီဇက်လန်းလေးကတကယ်ကိုစက်သိမ်းထားစရာကောင်းပြီးစိတ်ဝင်စားဖို့ရန်ကောင်းတာမို့အဆုံးထိကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာခွန်အနုစောညက်အဖိုးဟာနာမည်ကြီးနှက်ဝင်တဲ့တူဖြစ်ပြီးဒီအိမ်ဟောင်းကိုနှက်ကိုးကွယ်ရနေရာဖြစ်အသုံးပြုခဲ့ပါတယ်စဉ်းစားကြည့်ပါဦးနော်အိမ်ထဲမှာနတ်ရုပ်ထုတွေကုမန်ထောင်ရုပ်ထုတွေအများကြီးရှိပြီးဝိညာဉ်တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပေါ့ဒါပေမဲ့2011ခုနှစ်မှာရေကြီးမှုကြီးတစ်ခုဖြစ်ပြီးအဖိုးဖြစ်တဲ့သူဆုံးသွားပြီးနောက်မှာတော့ဒီအိမ်ကြီးရဲ့ကံကြမ္မာဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်ဒီအိမ်ကြီးဟာတဖြည်းဖြည်းနဲ့ကြောက်စရာကောင်းလာတဲ့နေရာကြီးတစ်ခုဖြစ်လာတော့တာပါပဲခင်ဗျာအဖိုးဖြစ်တဲ့လူဆုံးသွားပြီးနောက်ဒီအိမ်ကြီးကိုခွန်အနုစောညက်ဦးလေးကအမွေစက္ကန့်ရရှိခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲငွေကြေးအခက်အခဲများကြောင့်ဦးလေးဟာဘိုးဘွားမိဘတွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီးဒီအိမ်ကြီးကိုတိတ်တိတ်လေးရောင်းချခဲ့ပါတယ်ဒီသစ္စာဖောက်မှုကြီးကဝိညာဉ်တွေရဲ့ဒေါသကိုဆွပေးလိုက်တယ်လို့ဖြစ်သွားတာပါပဲခင်ဗျာမကြခင်မှာပဲဦးလေးဟာဖျားနာပြီးစီးပွားပြက်ခါဒီအိမ်ထဲမှာပဲကိုအဆုံးစီရင်သွားခဲ့ပါတယ်စဉ်းစားကြည့်ပါဦးနော်ဒီအိမ်ကြီးကသူ့ဦးလေးဖြစ်သူရဲ့အသက်ကိုပါနှုတ်ယူသွားခဲ့ပါပြီဦးလေးဖြစ်တဲ့သူကိုအဆုံးစီရင်သွားပြီးတဲ့နောက်ခွန်အနုစောဟာကြောက်မက်ဖွယ်ရာအတွေ့အကြုံတွေစတင်ကြုံတွေ့လာခဲ့ရပါတယ်အိမ်မက်ထဲမှာထိုင်းရိုးရာကသမားနန်းလမ်လို့ခေါ်တဲ့အမျိုးသမီးကသူ့ကိုလက်ညှိုးထိုးပြနေတာမျိုးလသာဆောင်မှာအိတ်နေတုံချက်တော့ကနေလာရောက်ဆွဲချတာမျိုးတွေကြုံတွေ့ခဲ့ရပါတယ်ဒီဖြစ်ရပ်တွေကသူ့ကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအများကြီးထိခိုက်စေခဲ့ပါတယ်တကယ်ပဲကြောက်စရာကောင်းတဲ့ခြောက်လန့်မှုမျိုးပါပဲနော်ဒီလိုနဲ့ပဲတဖြည်းဖြည်းချင်းခြောက်လန့်မှုတွေကအိမ်မက်တွေကနေတဆင့်လက်တွေ့ဘဝထဲထိပါပုံမပြင်းထန်စွာနဲ့ရောက်ရှိလာခဲ့ပါတယ်ခွန်နနုဆွန်ဟာအိမ်ဟောင်းရဲ့မျက်နှာချက်အပေါ်ထပ်မှာအဖြူရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးကသူ့ကိုလိုက်လံဖမ်းဆီးတာမျိုးတငယ်ချင်းနဲ့အတူအိမ်ဟောင်းပရင်ပေါက်ကနေလူရိတ်တစ်ခုကသူတို့ကိုလက်ညှိုးထိုးပြီးစကားပြောဖို့ကြိုးစားနေတာမျိုးတွေကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်ဒီလိုမျိုးကိုယ်တိုင်သာကြုံတွေ့ခဲ့ရမယ်ဆိုရင်တော့ဘလောက်တောင်ကြောက်လန့်တကြားဖြစ်လိုက်မလဲနော်ဒီဖြစ်ရပ်တွေရဲ့နောက်ွယ်ကအကြောင်းရင်းကိုသိရဖို့ခွန်အနုစောဟာနှုတ်ဝင်တဲ့တူနဲ့တိုင်ပင်ခဲ့ပါတယ်နှုတ်ဝင်တဲ့ကဦးလေးရဲ့တစ္ဆာဖောင်းမှုနဲ့ဘိုးဘွားပိုင်အိမ်ကိုရောင်းချခဲ့တာကြောင့်ဝိညာဉ်တွေဒေါသထွက်နေကြောင်းခွန်အနုစောဟာဝိညာဉ်တွေနဲ့အဆက်အသွယ်လုပ်ဖို့အထီးရောက်ဆုံးသူဖြစ်တာကြောင့်သူ့ကိုအသုံးပြုပြီးသူတို့ရဲ့မကျေနပ်ချက်တွေကိုဖော်ပြနေတာဖြစ်ကြောင်းရှင်းပြခဲ့ကြပါတယ်ဒီတော့ဒီ၆လက်မှုတွေဟာအကြောင်းမဲ့တတ်မဟုတ်ပဲအတိတ်ပဲရှိနေခဲ့တာပေါ့အကြောင်းရင်းမှန်ကိုသိရှိပြီးနောက်ခွန်အနုစောဟာဝိညာဉ်တွေကိုငြိမ်းချမ်းစေဖို့ပြန်လည်စူးစမ်းခဲ့ပါတယ်အိမ်ရှိမှာအစားအသောက်ပူဇော်တဲ့ကထော့မလို့ခေါ်တဲ့နှက်စင်တစ်ခုကိုချထားပြီးကုသိုလ်ပြုခဲ့ပါတယ်ဒီလိုလုပ်ပြီးတဲ့နောက်မှာတော့
ကြောက်မက်ဖွယ်ရာရှောက်လန့်မှုတွေကရပ်တန့်သွားပြီးအိမ်ဟောင်းကြီးလည်းပြန်လည်ငြိမ်ချမ်းခွင့်ရသွားခဲ့ပါတယ်တကယ်ပဲစိတ်သက်သာရစရာအဆုံးသတ်လေးပါပဲခင်ဗျာဒီဇလန်လေးကတော့မိသားစုတစ်ခုရဲ့သမိုင်းကြောင်းသစ္စာဖောက်မှုနဲ့မပြေလည်သေးတဲ့ဝိညာဉ်တွေရဲ့တရားတွေကိုဖော်ပြနေတာပဲဖြစ်ပါတယ်ခွန်အနုဆောင်ရဲ့အတွေ့အကြုံကနေဘိုးဘွားမိဘတွေရဲ့ဆန္ဒကိုလေးစားဖို့နဲ့သစ္စာရှိဖို့ဘလောက်ရည်ကြီးလဲဆိုတာသင်ခန်းစာယူနိုင်ပါတယ်ခင်ဗျာဒီလိုမျိုးထူးဆန်းပြီးကြောက်မက်ဖွယ်ရာဇာတ်လမ်းတွေကိုနောက်ထပ်နားဆင်ကျင်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော် like share လေးတွေလည်းလုပ်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့ခင်ဗျာ